မွေးမြူရေးသမားတိုင်းလစ်လျူရှုထားတဲ့အစာဖိုးရှော့ချနည်းတစ်မျိုးကိုဒီနေ့မျှဝေပေးသွားပါမယ်။မွေးမြူရေးလုပ်ငန်းတွင်အစာဖိုးကုန်ကျစရိတ်သည်အဓိကအကြီးဆုံးစရိတ်ဖြစ်ရာနပီယာမြစ်ကိုစိုက်ပျိုးကျွေးမွေးခြင်းသည်အကျိုးအမြတ်အရှိဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။နပီယာမြစ်ကိုစိုက်ပျိုးကျွေးမွေးသင့်သည့်အကြောင်းရင်းများနှင့်အသေးစိတ်အချက်လက်များကိုအောက်ပါတိုင်းဖော်ပြပေးလိုက်ပါသည်။၁နပီယာမြစ်စိုက်ပျိုးရခြင်းအကျိုးကျေးဇူးများအာဟာရဓာတ်ကြွယ်ဝခြင်းနပီယာမြစ်တွင်တရိษံများအတွက်မရှိမဖြစ်လိုအပ်သောပရိုတင်းဓာတ်အမြင့်ဓာတ်နှင့်စွမ်းအင်ဓာတ်များမြင့်မားစွာပါဝင်ပါသည်အထွက်နှုန်းမြင့်မားခြင်းအခြားမြစ်များထက်အပင်ပေါက်နှုန်းမြန်ဆန်ပြီးတစ်နှစ်ပတ်လုံးအဖူးအပွင့်များထွက်ရှိသည်မြေဩဇာနှင့်ရေလုံလောက်စွာရရှိပါကတစ်နှစ်လျှင်6ကြိမ်မှ8ကြိမ်ထိရိတ်သိမ်းနိုင်သောကြောင့်အစာစိမ်းပြတ်လတ်မှုမရှိပါစိုက်ပျိုးရလွယ်ကူခြင်းမြေစီလွှာအမျိုးအစားအများစုမှာပေါက်နိုင်ပြီးမိုးခေါင်းခြင်းကိုအတော့အတန်ခံနိုင်ရည်ရှိသည်အပင်ကိုကိုင်းဖြတ်စိုက်ပျိုးရုံဖြင့်အလွယ်တကူပြန့်ပွားသည်ကုန်ကျစရိတ်တက်တာချင်းစီးပွားပြေရောင်းချသောအစာဆက်များကိုဝယ်ယူကျွေးမွေးရသည့်ပမာဏကိုလျှော့ချပေးနိုင်သည်အစာစိမ်းကိုကိုယ်တိုင်စိုက်ပျိုးထားခြင်းကရေရှည်တွင်အစာဘိုးစရိတ်ကိုအများပြားလျှော့ချပေးနိုင်ပါသည်နှစ်မိသည့်တရိษံများကျွေးနိုင်သည်နပီယာမြစ်သည်အစာကောက်စားသည့်တရိษံများအတွက်အလွန်ကောင်းမွန်သောအစာဖြစ်ပါသည်နွားနို့စားနွားနှင့်အသားစားနွားများအတွက်အဓိကအစာဖြစ်ပါသည်နှုတ်ထွက်နှုံးတိုးစီရန်နှင့်ကိုယ်အလေးချိန်တိုးစီရန်အထောက်အကူပြုသည်စိတ်နှင့်တိုးအလွန်ရည်ချက်သည်သို့သောစိတ်တိုးများအတွက်အပင်နှုစဉ်အမြင့်တတိခွဲခွဲမှ2ပေခန့်ထိရိတ်သိမ်းကျွေးမွေးပါကပုံမိုးစားသုံးကောင်းပြီးအစာချေဖြတ်မှုပုံမိုးလွယ်ကူစေသည်မြင်းနှင့်မီအမြင့်တက်လိုအပ်သည့်တရိษံများအတွက်အသင့်တော်ဆုံးဖြစ်ပါသည်ငါညီချိုငါရေချိုငါမွေးမြူရေးတွင်အစာစိမ်းဖြစ်ထည့်သွင်းကျွေးမွေးနိုင်ပါသည်3အောင်မြင်စွာကျွေးမွေးနိုင်ရန်အကြံပြုများအရွယ်အစားအရေးကြီးသည်နပီယာမြစ်ကိုအလွန်ရင်သွားမှရိတ်လို့မထင်ပါဘူးရင်သွားပါကအမြင့်တက်မာကြောပြီးစားသုံးခတ်တယ်လို့အာဟာရတန်ဖိုးလေးကျဆင်းသွားသည်အမြင့်3ပေခန့်ရှိသည့်အချိန်သည်အာဟာရအပြည့်အဝဆုံးနှင့်အစားကောင်းဆုံးအချိန်ဖြစ်သည်စိတ်နှင့်အပိုင်းပိုင်းဖြတ်ခြင်းနပီယာမြစ်ကိုအပင်လိုက်ကျွေးမွေးခြင်းထက်စက်နှင့်အပိုင်းပိုင်းဖြတ်ခြင်းကျွေးပါကတရိษံများအစားအလေးအလူနေပါပြီးပုံမိုးစားသုံးကြသည်အစာဆက်တွေနဲ့တွဲကျွေးခြင်းနပီယာမြစ်တစ်ခုတည်းနဲ့အာဟာရမလုံလောက်နိုင်တဲ့တရိษံတွေအတွက်ပေးပတ်စဘာဖွေးစားသည့်အစာဆက်တွေနဲ့တွေ့ဖက်ကျွေးခြင်းအပြင်အကောင်းဆုံးရလဒ်ကိုရရှိနိုင်ပါသည်မြေဖို့စည်3အပင်အထွက်နှုန်းကောင်းမှုစေဖို့အတွက်တရိษံချီကိုမြေဖို့စည်ပြန်လေအသုံးပြုပါကဓာတုမြေဖို့စည်ဖိုးလေတက်တာပြီးအပင်တွေစိမ့်လန်းတန်ရွှမ်းစေပါသည်တင်းအိမ်မွေးမြူရေးလုပ်ငန်းတွင်နပီယာမြစ်ကိုစနစ်တကျစိုက်ထူးထားခြင်းသည်ကုန်ကျစရိတ်ကိုလောက်ချယုံသားမကတရိษံတို့ရဲ့ကျန်းမာရေးနဲ့ထုတ်လုပ်မှုကိုလည်းမြင့်တင်ပြီးမြည်ရှိရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါလိမ့်မယ်